အခုကမ်ပတ်မှာမောမောနဲ့အစာပြေစားမလို့ပါ ဆော့စစ်ပဲစားမှာကြက်သားပတ်တူမှာစားဟော ထားတယ်တယောက်တစ်ခုဆိုရတယ်ဘိုက်ပြေး share မယ်လေ ဆော့စိတ်ကတော့တိတ်မကောင်းပါဘူးစားလို့ကတော့ရပါတယ် ต้องเย็นนี่ต้องเย็นนี่ ဟောက်ချကြည့်ကိုက်စားတာပေါ့ကောင်းတယ်တစ်စက်တည်းတစ်ခါ ချက်တောင်ပန်းကတော့စားလို့ကောင်းပါတယ်အထဲမှာကောင်းညင်းတဲ့အစာတုပ်ပြီးกินပေးထားတော့ရတာတော်တော်ရှိပါတယ်